အာနာရင်ခါပါတက်တယ်တဲ့ဒီစကလုံးကတလောက်နဲ့တင်လုံလောက်သွားပြီအဲ့ဒါကိုသူကယုံအောင်လောက်ပါတယ်ဆိုတဲ့စကားတစ်ခုနဲ့ပဲယုံလိုက်မိတာအာနာလို့ဆိုပြီးတော့လိုက်ရောမိလိုက်တာအဲ့ဒါတွေကကိုယ်ပဲပြန်ခံရတတ်တယ်စိတ်နေစိတ်ထားကောင်းတဲ့သူသီလသမာဓိပညာကောင်းတဲ့သူဒီလိုလူမျိုးကိုကူညီတာအန္တရာယ်မရှိဘူးကိုကကို့အပေါ်မှာအစရတဲ့ကိုကအလိုစိုးနဲ့လာတဲ့သူယုံမာတဲ့အကြံနဲ့လာတဲ့သူကိုအာနာပြီးတော့ယုံပြီးတော့လိုက်ရောမိလိုက်တာဘဝတစ်ခုလုံးပါပေးဆက်လိုက်ရတယ်နလန်းပြန်မထူအောင်ကိုပြန်ပြီးပေးဆက်လိုက်ရတတ်တယ်ကိုနဲ့ပတ်သက်တဲ့သူတွေစီကိုလည်းပဲအလကားပေးနေတာကအလှလုပ်တဲ့အချိန်မှာကောင်းတယ်အမြဲတမ်းအချိန်မှာတော့အာနာလိုက်ရင်တစ်သလုံးတာဝန်ရှိတဲ့လူကြီးတစ်ယောက်လို့အသုံးချခံတာတွေ့ရလိမ့်မယ်ကောင်းပေးတဲ့သူကိုတစ်သလုံးနင်းသွားတာကိုခံရတာတွေ့ရလိမ့်မယ်ကိုကသူ့အတွက်လေကလေးတစ်ထစ်ခင်းပေးလိုက်ပြင်မဲ့သူကတော့ကိုခြေမှုတ်အောက်မှာနင်းချေပလိုက်တာမျိုးကိုကြုံရတတ်တယ်သူတစ်ပါးကိုကောင်းပေးတဲ့သူတွေပြန်ပြီးတော့ခံစားရတာတွေရှိတဲ့အတွက်ကြောင့်စေတနာတော့ကောင်းပေးပါဒါပေမဲ့နေရာတိုင်းမှာအာမနာပါနဲ့အဆင်ပြေသွားပါလိမ့်မယ်